မျက်နှာလေးဖြူဖြူဖွေးဖွေးနဲ့တအားကိုလှလာပါတယ်ဆိုပြီးတော့လေထပ်ပြီးဝယ်တဲ့စင်းမြစ်စုံလေးတွေပါဒါလေးတွေကကျမ်းမာရေးကုန်10ဘူးပေါ့နော်ဒါလေးကကျမ်းမာရေးကုန်10ဘူးပါဝယ်နေကြကာလေးကအမြဲတမ်း10ဘူးစင်းနဲ့ပဲသုံးပါတယ်ဒါဆိုရင်8000ဘူးကရမက်လည်းပါတယ်ရှားဆောင်လက်ပက်ရိုစင်းမြစ်စုံကများပါတယ်ရှင်စင်းမြစ်စုံကမျက်နှာမှာရှိတဲ့တင်းတိတ်မှဲ့ချောက်အမာရွတ်အကုန်လုံးပြောက်လို့ပါတဲ့တနခါအခုလက်ဆောင်ပေးထားတယ်တနခါဒုတလဲစစ်စင်းမြစ်စုံအကုန်ရောလိမ့်တာပေါ့နော်သူကအဲ့ဒါအမားတဲ့တင်းတိတ်တွေလည်းပျောက်သွားတယ်မျက်နှာလေးကတဘာဝအတိုင်းလေးဖြူဖြူဖွေးဖွေးလေးနဲ့တအားကိုတဲ့လှနေပါတယ်တဲ့အဲ့ဒါကြောင့်မလို့5ဘူးထပ်မှာတာစင်းမြစ်စုံကလေစင်းမြစ်စုံကိုတအားကြိုက်လို့ပါတဲ့နော်ဘာကက်မီကယ်မှမပါဘူးနော်ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူးဘလောက်ပဲလိမ့်တက်လုံးလိမ့်လဲဘာမှမဖြစ်ပါဘူးနော်ကက်မီကယ်ပါတဲ့ဟာတွေကိုလိမ့်မယ်ဆိုရင်တော့မျက်နှာကလိမ့်နေတော့ခဏပဲနောက်နေပူထိရင်နေပူထိတယ်လို့ပဲဒီမျက်နှာပြန်ပြီးတော့အစင်မပြေဘူးနော်ပို့ပြီးတော့မဲတတ်တယ်ကက်မီကယ်အထိများလို့ရှိရင်မျက်နှာပို့ပြီးတော့ထပ်ပြီးတော့ပို့ပြီးတော့မဲလာတတ်ပါတယ်ဒီမှာတဘာဝတွေကြီးပဲလုပ်ပေးထားတာပါတောင်တကုံပို့မှာပါဒါအမြဲသုံးနေတဲ့ကကားစီကိုစုံ5ဘူးရှားဆောင်လက်ပက်ရိုကရမက်ဒါလေးတွေက10ဘူးစင်းနေတာပါလူချင်းမှားလို့ရပါတယ်နေရာဆုံးအစီပို့ပေးပါတယ်ရှင်3999အဲ့ဒါတော့ရှိပါတယ်နော်ရေးထားတာရှိတယ်ဟုတ်